2026 ခုနှစ်ဧပြီလ16ရက်နေ့မှာရရှိထားတဲ့မြန်မာပြည်တွင်းနိုင်ငံရေးစစ်ရေးသတင်းကောင်းစင်များအစီအစဉ်ကိုတင်ဆက်လိုက်ပါရယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့မြောက်ပိုင်းကိုစစ်ကော်မရှင်တပ်ကစစ်ကြောင်းထိုးကတိုက်ပွဲဖြစ်ပွားနေပြီးကျေးရွာတွေကိုလည်းဒရုန်းလက်နက်ကြီးတွေနဲ့နေ့တိုင်းပစ်ခတ်ဖျက်ဆီးကပြည်သူပိုင်ပစ္စည်းတွေကိုလည်းခိုးယူနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်ကသိရပါရယ်။ဧပြီ16ရက်နေ့ထိုင်းမြန်မာနယ်စပ်မှာလူကုန်ကူးကြားဖြန့်တွေနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုမြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ BGF, DKBA လက်နက်ကိုင်တွေကကာကွယ်ပေးလို့လည်ပတ်နေတာဆိုပြီးတိုက်ဖြတ်ဖို့အတွက်ကရင်အမျိုးသားအစည်းအရုံး KNU ကအမေရိကန်ကိုအကူအညီတောင်းလိုက်တယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။မကွေးတိုင်းမင်းတို့မြို့ပေါ်မှာရှိတဲ့မြို့မရဲစခန်းမြို့ထွက်စစ်တပ်ဂိတ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ရာမှာစစ်ကော်မရှင်ဘက်က2ဦးသေဆုံးပြီးဒူရဲအုပ်2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့တရက်ခရိုင်အမှတ်4တပ်ရင်းကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြတ်ကပြောပါရယ်ပဲခူးတိုင်းမင်းလာမြို့နယ်မှာရှိတဲ့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အုပ်ချုပ်ရေးမှူးဝင်းဖို့ဆိုသူကို PDF တွေကရုံးထဲအထိဝင်ရောက်သတိပေးပြောဆိုတာကိုဓာတ်နဲ့ပြန်လည်တိုက်ခိုက်ပြီးရုံးရင်ဆန်ခတ်ဖြစ်ကဝင်းဖို့ဆိုသူတေဆုံးသွားတယ်လို့တာယာဝတီခရိုင်တရင်3839နှစ်တက်ခွဲကဘလက်တိုက်ကပျောက်ကြားအဖွဲ့တာဝန်ရှိသူထံကသိရပါရယ်ချင်းပြည်နယ်ဖလန်းမြို့နယ်မှာရှိတဲ့ခွာလီကျေးရွာအနီးအခြေစိုက်ထားတဲ့စစ်ကောင်စီ SSPC တပ်စခန်းတစ်ခုကိုချင်းတော်လိုင်းပူးပေါင်းတပ်တွေကဧပြီလ14ရက်နေ့မှာအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးလက်နက်20ကျော်နဲ့ခဲယမ်းတွေလည်းတင်စီရရှိခဲ့တယ်လို့ချင်းတော်လိုင်းသတင်းရင်းမြစ်ကသိရပါရယ်ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့စစ်ကော်မရှင်လက်အောက်ခံလက်ရက်စခန်းကုန်း .128 စခန်းကိုတော်လိုင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးစခန်းသိမ်းတိုက်ပွဲနဲ့တပ်ကူစစ်ကြောင်းတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကော်မရှင်ဘက်က22ဦးသေဆုံးပြီး90နီးပါးဒဏ်ရာရရှိခဲ့တယ်လို့ရန်ကုန်ဘက်တလီယန်ကထုတ်ပြန်ထားပါတယ်မင်းအောင်လှိုင်နဲ့သူ့ရဲ့အစိုးရတစ်ကိုကြိုးဆိုတယ်ဆိုတဲ့တအောင်းတက် TNL ရဲ့ထုတ်ပြန်ချက်ကတအောင်းလူထုတရက်လုံးရဲ့သဘောထားမဟုတ်ဘူးလို့တအောင်းအရက်ဖက်အဖွဲ့အစည်းများကွန်ရက် TCSN ကသတင်းထုတ်ပြန်ထားပါတယ်တကြံအကျိုးနေ့ကရန်ကုန်မြို့ကြောက်တရားမြို့နယ်မှာအရမူးကားခုံပြီးရင်ကျော်ရှင်းပေးခဲ့တဲ့ခရိုင်လုံခြုံရေးရဲမှုမျိုးမြင့်ဝင်းကိုရဲစည်းကမ်းနဲ့အညီအရေးယူမယ်လို့စစ်ကော်မရှင်ဗတ်တော်သားတွေဖြန့်ဝေနေတဲ့အရေးယူမယ်ညွှန်ကြားစာအရသိရှိရပါတယ်။ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ကြာအင်းစိတ်ကြီးဖျားသုံးစုနဲ့မြဝတီမြို့မှာစတားလင်ဂျိုရူအင်တာနက်ဆက်အများစုစတင်အပိတ်ခံနေရတယ်လို့နယ်စပ်သတင်းရင်းမြစ်ထံကသိရပါတယ်